အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ VPN မကြည့်တတ်တဲ့သူတွေအတွက် VPN ပြဿနာကိုဖြေရှင်းပေးသွားမှာဖြစ်ပါတယ်ပထမအဆုံး Chrome နဲ့ဝင်ပါ Chrome နဲ့ရောက်ပြီဆိုရင် search bar မှာကျွန်တော်ရိုက်တယ်လို့လိုက်ရိုက်လိုက်ပါရိုက်ချပြီးရင်ဒီလိုပေါ်လာပါလိမ့်မယ်အဲ့အချိန်မှာ browse my file ဆိုတာကိုနှိပ်လိုက်ပါဒီလိုပေါ်လာရင် photo and video နှိပ်လိုက်ပါကိုကြိုက်နေတဲ့တခြင်းတစ်ပုဒ်ကိုဒါမှမဟုတ် remake လုပ်ချင်တဲ့တခြင်းတစ်ပုဒ်ကိုရွေးလိုက်ပါနောက်ပြီးကျရင်ဒီလိုပေါ်လာပါလိမ့်မယ်ပြီးရင်ဒီလိုပေါ်လာပါလိမ့်မယ်အမှကိုစမ်းကျင်တာကိုစမ်းလိုက်ရပါတယ်အမှ VPN ကိုလည်း 130.4 လို့ပြထားပြီးတော့ key ကိုလည်း EP major ဆိုတာကိုပြထားပါတယ်တောင်းမယ်ဆိုရင်လည်းအောက်က save ဆိုတဲ့ဟာကိုနှိပ်လိုက်ပါဒီလိုပေါ်လာရင် music ဆိုတာတခြင်းရဲ့တီးခတ်ထားတဲ့အတန်တွေပြောတာဖြစ်ပြီး vocal ကတော့လူဆိုထားတဲ့အတန်ကိုပြောတာဖြစ်ပါတယ်ကိုကြိုက်နေတဲ့ဟာကိုနှိပ်ပြီးတောင်းလိုက်ရင်ရပါပြီပြီးတော့မူလစာမျက်နှာအစိမ်းချောင်း၃ချောင်းနှိပ်လိုက်ပါ remover ကတော့ကျွန်တော်တို့ခုနတုံးလိုက်တဲ့ဟာဖြစ်ပြီးတော့ splitter တော့အတန်တွေကိုမှ drum တို့ bass တို့ပါထပ်ခွဲတဲ့ဟာပါ key and VPN finder တွေ picture တွေ cutter တွေနဲ့တခြားသောအရာတွေပါရှိပြီးတော့ကိုယ့်ဟာကိုယ်သာဆက်လုပ်ကြည့်ကြပါဒါမှမဟုတ်ပုံမှန် DJ အတွက် VPN ဆိုရင်တော့ကျွန်တော်ပြောပြပါမယ်ဒါကတော့ပုံမှန်140ပါဒီထက်မြန်မြန်လေးနဲ့မမိုက်လေးနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်လုပ်သလိုလိုက်လုပ်ကြည့်လိုက်ပါ